ဒီနေ့ကျွန်တော်အမေတုံကနေဝယ်လာခဲ့တဲ့နှစ်ချက်လေးတစ်ခုကိုဖွင့်ပြပေးချင်ပါတယ်။ဘာဖြစ်လို့ဒီနှစ်ချက်ကိုဝယ်ရလဲဆိုလို့ရှိရင်နာမအရန်ကြောက်လို့ပါ။နှစ်ချက်တွေမှာတချင်းနားထောင်တဲ့အခါကြလို့ရှိရင်ပေါ့နော်တနားရီလောက်နားထောင်လဲနားရီခွဲလောက်နားထောင်တဲ့အခါကြလို့ရှိရင်နားနာတာတွေဖြစ်တတ်ပါတယ်။ကျွန်တော်ကတော့နားနာမှာကြောက်လို့ဒီလိုမျိုးနားမှာချိန်ရတဲ့နှစ်ချက်အမျိုးအစားကိုဝယ်ပြီးတော့သုံးပြတာပါ။ပတိသွင်းရတဲ့ဂျိုးတကြိုးပါမယ်။လုပ်ပုံလုပ်နည်းရှင်းပြထားတဲ့စာရွက်တွေရပါမယ်။နှစ်ချက်ထည့်ပြီးတော့အားသွင်းရတဲ့ခြာချင်းတစ်ခုပါမယ်ပေါ့နော်နှစ်ချက်ပါမယ်ဒီလိုမျိုးနှစ်ချက်တွေကနားကိုနာပါတယ်နားကိုနာစေပါတယ်ပေါ့နော်နားမှာကြောက်တဲ့သူတွေကဒီလိုမျိုးနားမှာချိန်ရတဲ့နှစ်ချက်အမျိုးအစားကိုဝယ်ပြီးတော့သုံးသင့်ပါတယ်နှစ်ချက်စတိုင်ကလည်းမစိုးပါဘူးနားမှာချိန်ပြီးသုံးရတဲ့အတွက်နားကိုလုံးဝနာကျင်မှုမရှိစေပါဘူးဖုံးနဲ့နှစ်ချက်ကို join ပြီးတော့စမ်းသပ်ပြပေးမယ်ပေါ့နော်နှစ်ချက်တိုင်းလိုမှာပါပြစ်တဲ့နော်တချင်းတွေကြော်လို့ရမယ်တချင်းတွေရက်လို့ရမယ်ဗီဒီယိုတွေအတန်ဖမ်းလို့ရမယ်ပြီးသွားရင်ဒီနှစ်ချက်ရဲ့စောင်းပေါက်အတန်ပေါ့နော်ကောင်းမကောင်းကိုလည်းစမ်းသပ်ပြပေးပါမယ်ပထမဆုံးနှစ်ချက်နဲ့ join ဖို့အတွက် setting နဲ့ကိုဝင်မယ် Bluetooth ကိုဖွင့်မယ်သူ့ရဲ့မျိုးစားဖြစ်တဲ့ SE ကိုတော့ connect ဖြစ်အောင်လုပ်ပါမယ် connect ဖြစ်သွားပြီဆိုလို့ရှိရင်တော့တချင်းတွေဖွင့်လို့နားထောင်လို့ရပါပြီတမင်းကြီးရဲ့အမတ်တယောက်ဖြစ်တဲ့ဥက္ခလို့အမည်ရတန်တဲ့တချင်းကိုကြော်ကြည့်ပါမယ်この本は日本語の初心者စီးပွားတစ်ခုတည်းဓာတ်ပြီးဒီကနေ့သာသနာတော်နှစ်2000ဒီလိုမျိုးလောက်တာကတော့နှစ်ချက်တိုင်းမှာလုပ်လို့ရပါတယ်ဒါကတော့နှစ်ချက်နဲ့အမ်ဘိုနားထောင်ပါတော့အမ်ဘိုဖွင့်နေအမ်ဘိုနားထောင်ပါမယ်ဒါကတော့နှစ်ချက်ရဲ့အတန်ကိုစမ်းပြပေးတာပါဒီနှစ်ချက်ပေါ့နော်အရန်ကိုသုံးရတာအဆင်ပြေပါတယ်နားမှာကြောက်တဲ့သူတွေကဒီလိုနှစ်ချက်မျိုးကိုသုံးသင့်ပါတယ်ကျွန်တော်ကတော့နားရန်နာတတ်တယ်ပေါ့နော်အဲ့လိုတချင်းတနားရီလောက်နားထောင်လိုက်လို့ရှိရင်နားကဟိုဒီနားနေကနေတော့တော်တော်နာတယ်ပေါ့နော်အားကြောင့်မို့နားမှာကြောက်တဲ့သူတွေကဒီလိုမျိုးပုံစံဒီလိုမျိုးအမျိုးအစားပေါ့နော်သုံးကျင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်တိုက်ရိုက်မှာယူနိုင်တဲ့အမေဇုံကနေတိုက်ရိုက်မှာယူနိုင်တဲ့ link လေးကိုချပေးထားပါတယ်ဒီ link ကနေပြီးတော့တစ်စင်တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်ဒီနှစ်ချက်ကနော်ဒီလိုမျိုးနားမှာချိတ်လိုက်ရုံပဲပေါ့နော်ချိတ်လိုက်ရုံပဲပြုတ်ကြမှာလည်းမပူရဘူးပေါ့နော်အတန်ကြေကြီးလည်းကြားရပါတယ်ရိုးရှိချင်းအသုံးပြုလို့ရတယ်ပေါ့နော်ဟိုနားလည်းမနာတော့ဘူးသူ့မှာဒီနားမှာစဉ်းစားပါတယ်ပေါ့နော်တစ်ချက်ထိလို့ရှိရင်တချင်းရက်မယ်ပေါ့နော်ဟိုဖွင့်မယ်ပေါ့နော်နှစ်ချက်နှိပ်လိုက်တဲ့ဆိုချင်းကြော်မယ်ပေါ့နော်တချင်းတွေကိုနောက်ဖုံးကင်လို့ရတယ်ဖုံးကိုချလို့ရမယ်ပေါ့နော်အတန်သွင်းလို့ရမယ်ဒါတွေကတော့နှစ်ချက်တိုင်းမှာပါပါတယ်ပေါ့နော်ဒါဟိုရှင်းတော့လူကြီးတွေပေါ့နော်သုံးကျင်နေဆိုရင်လည်းနားမနာပါဘူးဟိုရိုးရိုးရှင်းလေးဘာမှခက်ခဲမဟုတ်ပါဘူးရိုးရိုးရှင်းလေးလည်းအသုံးပြုလို့ရပါတယ်ကျွန်တော်ကတော့ဒီနှစ်ချက်နားနာမှာကြောက်လို့ပေါ့နော်ဒီလိုနှစ်ချက်မျိုးလေးကိုနားနာတဲ့သူတွေအသုံးပြုလို့ရအောင်အဆင်ပြေလို့ရအောင်ပေါ့နော်ဒီနှစ်ချက်မှမဟုတ်ပါဘူးဒီလိုမျိုးနှစ်ချက်ပုံစံအမျိုးအစားနားမှာချိန်ရတဲ့နှစ်ချက်ဘယ်နှစ်ချက်မဆိုပေါ့နော်နားမှာချိန်လို့ရတဲ့နှစ်ချက်ဆိုရင်နားလုံးဝမနာပါဘူးနားနာတဲ့သူတွေကဒီလိုနှစ်ချက်မျိုးကိုဝယ်သုံးသင့်ပါတယ်ပေါ့နော်အားကြောင့်မို့အမေဇုံကနေဘယ်ပစ္စည်းကိုမဆိုပေါ့နော်ဟိုလျှက်စစ်ပစ္စည်းဘယ်ပစ္စည်းကိုမဆိုပေါ့နော်ကြိုက်တဲ့ပစ္စည်းပေါ့ကင်မရာကစပေါ့နော်ကြိုက်တဲ့ပစ္စည်းကိုမဆိုဖနက်ကအစာအင်ဂျီအဆုံးပေါ့နော်ဘယ်မျိုးစားကိုပဲဖြစ်ဖြစ်ဝယ်ခြင်းနဲ့လိုချင်တဲ့ဆိုလို့ရှိရင်เนาะကျွန်တော်ဒီအောက်မှာဒီဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ link ကနေအမေဇုံကိုတိုက်ရိုက်မှာယူနိုင်ပါတယ်အခုလို့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့ဝယ်ယူမယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့အောက်က link ကိုနှိပ်ပြီးတော့အမေဇုံကနေဝယ်ယူနိုင်ပါပြီလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye